အခုပြောပြမယ့်ပုံမြင်လေးကတော့ကုန်းနှင်းသားစင်တပတ်နဲ့ပင်လယ်ခီသားစင်တပတ်ရဲ့အကြောင်းလေးဖြစ်ပါတယ်။ပကရက်မြို့မှာအထုပ်တွေတဲပိုးတဲ့အလုပ်ကိုလုပ်ပေးနေတဲ့စင်တပတ်ဆိုတဲ့သူတယောက်ရှိတယ်။တနေ့နေပူပူကြီးမှာသူကအထုပ်ကြီးတစ်ထုပ်ကိုထမ်းပြီးတော့သွားလာနေတော့မောလာတာနဲ့ကုန်းနေကြီးတယောက်ရဲ့အိမ်ရှိရာခုံတန်းလေးမှာအမောဖြေရင်နားနေလိုက်တယ်။ခဏနေတော့အိမ်ကြီးတဲ့ကနေအရန်ကိုနားထောင်လို့ကောင်းတဲ့တချင်နံဂီတတန်တွေကိုသူကြားလိုက်ရတယ်။ပြီးတော့စိတ်ဝင်စားတာနဲ့အိမ်ပေါဝါကနေသွားပြီးတော့ချောင်းကြည့်လိုက်တဲ့အချိန်မှာအရန်ကိုခမ်းနာတဲ့အင်ကြီးကိုမြင်လိုက်ရတယ်။အဲ့ဒီအင်ကြီးရဲ့အရှိမလဲပန်းအနက်နေကြိုင်လိုက်နေတဲ့ဥယျာဉ်ကြီးပါရှိနေတာကိုမြင်လိုက်ရပြီးတော့သဘောတွေကြားနေလေရဲ့။အဲ့လိုငေးကြည့်နေတော့အိမ်ထဲကနေစားကောင်းတောက်ဖွယ်တွေအနက်ကိုရှူလဲရတဲ့ချိန်မှာကျင်တပတ်ကသူ့ရဲ့အဖြစ်ကိုအားငယ်သွားပြီးတော့ငါရဲ့စင်ရင်ချင်းကမဆုံးနိုင်ပါတကား။ငါရဲ့စင်ရင်ချင်းကိုအမိပြုပြီးတော့မြောက်ဆက်ကုံတော်သူတွေဟာအေဂျင့်တရားစာစစ်စင်ခံစားလက်ရှိနေကြတဲ့ငါမှာတော့မျက်လုံးနှလုံးပွင့်လာတဲ့တပြိုင်နက်စင်းရဲချင်းကိုခံစားရတဲ့ငါရဲ့အဖြစ်ကထူဆန်းလိုက်တာစင်းရဲချင်းကြောင့်ငါမှညှဉ်းညူနေရတဲ့မြောက်ဆောက်ကုံတော့သူတို့မှာကကန်ကောင်းပြီးတော့စင်းရဲချင်းကနေကင်းကြတဲ့သူတို့မှာစင်းရဲချင်းဝင်တုံမရှိကြနေတိုင်းစားကောင်းတောက်ွယ်တွေနဲ့အချွေရံတွေနဲ့စီးစိမ်ခံလျက်တာနေကြတယ်ငါရဲ့စင်းရဲချင်းနဲ့ကန်ဆိုချင်းသူတို့ရဲ့ချမ်းသာခြင်းနဲ့ကန်ကောင်းခြင်းတွေကကောက်ချလိုက်တာဒါပေမဲ့အိုအလာဟုရှင်ငါဒီအရှိရဲ့အလိုတော်တိုင်းတတ်မှတ်တော်မူထားတဲ့အမိန့်တော်တွေကိုဘလို့မှအပြစ်မဆိုးပါလို့ဆိုတဲ့ကြပြကိုထိုင်ပြီးတော့ရွတ်နေလေရဲ့ထုတ်ထမ်းပြီးတော့သူသွားမဲ့နေရာကိုဆက်သွားဖို့ပြင်နေတော့မှအင်ကြီးတွေကနေလူကြောက်ထွက်လာတာကိုတွေ့ရပါတယ်အဲ့ဒီလူကသူ့ရဲ့တခင်ကအိမ်ထဲကိုလာခဲ့ဖို့ဖိတ်လိုက်ကြောင်းပြောတော့ကြတော့စင်တပတ်ကညင်းမယ်လို့ကြံနေတော့အိမ်ထဲကိုအတင်းဆွဲခေါ်သွားတာခံလိုက်ရပါကောအဲ့လိုနဲ့တိုင်းရတဲ့နေနဲ့မွေးနေတဲ့ဥယျာဉ်ကြီးတွေကဖြတ်ပြီးတော့အိမ်ရဲ့ခမ်းမဆောင်ကြီးစီကိုရောက်သွားပါကောဧည့်သည်တွေကကချီသည်တွေကမြင်လိုက်ရတဲ့ချိန်မှာစစ်တပတ်ဟာအော်သွားပြီးတော့သူရောက်နေတာဟာကောင်းကင်ဘုံလားဘရင်နန်းတော်လားလို့တောင်းထင်သွားပါတဲ့အဲ့လိုငင်းမောအော်ကြည့်နေတော့အင်ရှင်ရရောက်လာပြီးတော့စစ်တပတ်ကိုပြူငါဖိတ်ကြားအခခံပြီးတော့သူ့ရဲ့အနားမှာနေရာပေးထားပါတယ်ပြီးတော့စားကောင်းတောက်ဖွယ်တွေကျင်းဝေးပြီးလိုလေးသေးမရှိအောင်အခခံနေပါတယ်အဲ့ဒါနဲ့စစ်တပတ်ကဝါဤသွားအောင်ကိုအာရပါရစားပြလိုက်ပါကောအင်ရှင်ကလည်းစင်တပတ်အလို့စားနေတာကိုကြည့်နေရင်နဲ့တင့်ကိုကျွေးမွေးရတာငါဝမ်းသာလိုက်တာတင့်ရဲ့လာချင်းဟာကောင်းတဲ့လာချင်းဖြစ်ပါတယ်လို့ပြောလိုက်တဲ့ပြီးတော့နာမည်မေးတော့ကြတော့ငါရဲ့နာမည်ကစင်တပတ်ဖြစ်ပါတယ်ငါဟာသူများတွေရဲ့အထုပ်တွေကိုတဲပို့ပေးတဲ့အလုပ်လုပ်ပါတယ်အဲ့ဒါနဲ့အင်ရှင်ကအော်ငါရဲ့နာမည်ကလည်းစင်တပတ်ဖြစ်ပါတယ်ငါကပင်လက်ခီးသွားဖြစ်တာမို့ရေစင်တပတ်ဖြစ်တဲ့တင်ကကုန်းပေါ်မှာနေပြီးအသက်မွေးရလူဖြစ်တဲ့အတွက်ကုန်းစင်တပတ်ပေါ့လို့ပြောတဲ့အဲ့ဒါထက်ငါစိတ်ဝင်စားနေတာတခုရှိပါတယ်စောနာကအိမ်တကားဝမှာတင်ရွတ်နေတဲ့ကြပြာကိုငါ့ကိုပြန်ရွတ်ပြပေးပါလားလို့တောင်းဆိုပါတယ်အဲ့တော့ကုန်းစင်တပတ်ကရှောက်သွားပြီးတော့အိုးအရှိတိခံတော်မူပါငါဟာစီယန်နံပါတ်တဲ့အတွက်ကြောင့်မလို့ပြောမိပြပါကိုရှောက်ပြီးပြောလိုက်တာဖြစ်ပါတယ်လို့ဆိုတဲ့အဲ့တော့ရေစင်တပတ်ကနေပြီးတော့မရှက်ပါနဲ့ငါဟာအဲ့ဒီကြပြာကိုတင်တကားဝမှာရွတ်နေတဲ့တန်ကြားကလေးကကြိုက်တဲ့အတွက်ကြောင့်မို့လို့အခုလိုပြန်ရွတ်ပြခိုင်းတာဖြစ်ပါတယ်လို့ပြောလိုက်တဲ့အဲ့ဒါနဲ့ကုန်းစင်တပတ်ကဒီလောကကြီးမှာသူလိုစင်းရဲသူကတော့အမြဲစင်းရဲနေပြီးချမ်းသာခြင်းသူကြတော့အပဲကြောင့်အမြဲချမ်းသာနေတဲ့နီးလို့ပြန်ပြီးတော့ရွတ်ပြလိုက်ပါတဲ့အဲ့တော့အင်ရှင်စင်တပတ်ကအရန်ကိုသဘောကျသွားပြီးတော့ငါရဲ့အတွေ့အကြုံတွေကအင်မတန်စမ်းကြင်လာတဲ့အတွက်တင့်ကိုငါပြောပြပါမယ်ငါဟာအခုလိုစီးစိမ်ချမ်းသာနဲ့ပြည့်စုံပြီးနေပေမဲ့အမေမွေးကလေးကစပြီးချမ်းသာလာတာမဟုတ်ပါဘူးငါဟာစီးရဲချင်းမျိုးကိုတစ်ခုပြီးတစ်ခုတွေ့ကြုံခန်းစားခဲ့ရပူပါတယ်ပင်လက်ခီးကိုလည်း9ကြိမ်တိုင်သွားခဲ့ပူပါတယ်9ကြိမ်လုံးလည်းထူးဆန်းတဲ့အတွေ့အကြုံတွေတွေ့ကြုံခဲ့ရပါတယ်ပြောရင်ယုံမှတောင်မဟုတ်ပါဘူးဒီလောကကြီးမှာကံတရားဖန်တီးတဲ့အတိုင်းသာဖြစ်ရပါတယ်အဲ့ဒါကြောင့်ငါရဲ့ပထမချိန်ပင်လက်ခီးအကြောင်းကိုသိရပြပြပါမယ်နားထောင်ပြီးပါလို့ဆိုလိုက်တဲ့အခုပြပြမယ့်ပုံမြင်လေးကတော့စင်တပတ်ရဲ့ပထမချိန်ပင်လက်ခီးစီအကြောင်းလေးဖြစ်ပါတယ်ငါရဲ့ဖေကအရန်ကိုပတ်သက်ချမ်းသာတဲ့ကုန်းကြီးတယောက်ပေါ့ငါငယ်ငယ်လေးမှာအဖေတည်သွားခဲ့ပေမဲ့စီးစိမ်ဥစ္စာတွေအများကြီးကြံရင်ခဲ့တယ်။အဲကြတော့ငါကတငယ်ချင်းတွေနဲ့တူတူပျော်ပါပြီးတော့တုံးဖြုံးပြီးတော့နေလိုက်တာငါရဲ့ဘဝမှာစင်းရဲခြင်းဆိုတာဘယ်တော့မှမရှိလာဘူးလို့ကိုထင်နေကြလိုက်တော့တာပေါ့။အဲ့လိုနဲ့ငါအတိဝင်လာတဲ့ချိန်မှာငါရဲ့လက်ထဲမှာဘာမှကိုမရှိတော့ပါဘူး။ငါလည်းအရန်ကိုထိတ်လန့်သွားပြီးတော့ကြတော့အရှင်တော်လမုံပြောမှုတဲ့ကောင်းချင်းသုံးမဆိုတဲ့အကြောင်းကိုရုတ်တရက်သတိရသွားတာပေါ့။အဲ့ဒီကောင်းချင်းသုံးခုဆိုတာကတင်နေ့ကမွေးနေ့ထက်ကောင်းတဲ့ခွေးရှင်ဟာချင်းနေ့ဒီထက်ကောင်းတယ်တင်းချိုင်းဟာစင်းရဲချင်းတဲ့ကောင်းတယ်လို့ဆိုရှိတဲ့အဲ့ဒါနဲ့ငါလည်းရှိသမျှပစ္စည်းတွေထုခွဲရောင်းချပြီးတော့ကုန်သွယ်ဖို့ဆုံးဖြတ်လိုက်ကောပြီးတော့ပညာရှိတူရဲ့ကြပြတဲ့ဘုတ်ကိုလည်းတွားပြီးတော့တတိယမိပြန်တယ်ကျိုးပန်းချင်းဖြင့်လူတို့ဒီအမြင့်ကိုတက်ရမည်ထင်ရှားကြော်ကြားလူတို့ဒီညတွင်မအေးရပလဲကိုအလိုရှိသူတို့ကြီးရေနဲ့ရမှာငုတ်၍ကောင်းကျိုးချမ်းသာကိုရအောင်ယူရမည်ကျိုးပန်းအားထုတ်မှုနဲ့မရင်မေကြော်စောထင်ရှားလူတို့ဒီအချိန်လုံးသူမဖြစ်နိုင်တာကိုကြံသူတို့သာဖြစ်တယ်လို့ဆိုတဲ့အကြပြလေးကြောင့်ငါဟာကုံကူးကျင်စောနဲ့
ဘတ်ဒေါ်လာမြို့ကိုတခြားကုန်တွေနဲ့အတူတူပင်လယ်ခီထွက်ခဲ့လိုက်ပါတော့တယ်မြို့ကိုလည်းရောက်တော့9ရက်ကုန်တွေရောင်းပြီးတော့နောက်ထပ်ကုန်တိတိထပ်ဝယ်ပြီးတကြုံဝင်တကြုံထွက်ကုန်တယ်ခဲ့တာပေါ့အဲ့လိုနဲ့သွားနေလိုက်တာတနေ့တော့အရန်ကိုလှပတဲ့ကျွန်းကြီးတကြုံကိုရောက်သွားကြကောလူတွေကကမ်းပေါ်တက်ပြီးတော့ချက်ကြပြုတ်ကြတချို့ကကျုံးမလျှောက်ကြည့်ကြတဲ့နေကြတော့တင်မောဘော်ကနေပြီးတော့မှကပီတန်ကလမ်းအခေါ်ပါတော့တယ်တင်မောဘော်အမြန်တက်ခဲ့ကြဖို့ဒီကျွန်းဟာကျွန်းစင်မဟုတ်ဘဲနဲ့အိပ်ပျော်နေတဲ့ငါးကြီးပေါ်တဲတွေပို့ပြီးတော့တစ်ပင်တွေပေါက်နေလို့သာကျွန်းကြီးတကျွန်းလိုဖြစ်နေတာမီးမွေးပြီးချက်ပြုတ်တဲ့အပူတန်းကိုမခံနိုင်တဲ့အတွက်ငါးကြီးကလွတ်လူလာပြီးတော့ခဏနေလို့ရှိရင်ရေထဲကိုငုတ်သွားတော့မှဖြစ်တဲ့အတွက်တင်မောဘော်ကိုအမြန်ပြစ်တက်ခဲ့ကြတော့လို့ပြောပြီးတော့ခေါ်တဲ့ပြီးတာနဲ့ချက်ချင်းကြောင်းနှုတ်ပြီးတော့တင်မောရွက်လင်းလိုက်ရတဲ့ချိန်မှာငါကောလူတချို့ကောတင်မောပေါ်မရောက်တော့ပဲနဲ့ငါကြီးပေါ်မှာကြံနေခဲ့ကောအဲ့လိုနဲ့ငါကြီးကရေထဲငုတ်သွားတာနဲ့ငါတို့ကပင်လယ်ထဲကိုပါသွားပါကောကန်ကောင်းကျင်တော့စီပိုင်းကြီးတစ်ခုကိုတွေးလိုက်ရတဲ့ချိန်မှာငါဟာလန့်ပြီးတော့အတင်းကိုဖတ်ထားမိလိုက်တယ်တင်မောနောက်ကိုမိနိုင်မလားဆိုပြီးတော့ချင်းနေချောင်းကိုခတ်ပြီးတော့လိုက်သွားပေမဲ့မမိပါဘူးငါလည်းငါကိုငါတေးစင်းသွင်းလိုက်ပြီးတော့စိတ်ကိုရှော့ချပစ်လိုက်တော့တယ်အဲ့လိုနဲ့တဖြည်းဖြည်းမှောင်လာကောမှောင်လဲတညာလုံးစီပိုင်းကြီးကိုဖတ်ပြီးတော့ခြေထောက်ကိုခတ်ရင်းနဲ့ရောက်ချင်ရရောက်သွားနေလိုက်တော့တယ်ကန်ကောင်းကျင်တော့ကြတော့မနက်မိုးလင်းတဲ့ချိန်မှာကျွန်းကြီးတကျွန်းနာကိုရောက်သွားပါကောကျွန်းပေါ်လဲတက်လိုက်ကောငါဟာခြေသုံးကြီးကြက်တက်ပြီးတော့ကြတော့ပြစ်လဲကျသွားတာပေါ့မောမောနဲ့အိပ်ပျော်သွားတာမနက်မိုးလင်းမှပဲနိုးလာတော့တယ်အမောတော့ပြေးသွားပေမဲ့ငါရဲ့ခြေပြားတွေကငါးတွေကိုက်ထားတဲ့တန်ရာကြောင့်မို့ရောင်နေပါကောလုံးဝကိုလမ်းချောင်းနိုင်ဖြစ်နေတဲ့အဲ့ဒါနဲ့လေးဘက်ထောက်ပြီးတော့စားစရာပတ်ရှားတဲ့ကံကောင်းစွာနေပဲဒီကျွန်းကတစ်သီးတွေပေါ်တောက်စရာရေတွေလည်းပေါ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေစားပြီးတော့ငါဟာအားတွေပြန်ပြေးလာပါကောလမ်းပြရှောင်းနိုင်တာနဲ့ကျွန်းကြီးပေါ်ပတ်ကြည့်ရင်လည်းကမ်းနားမှာအကောင်တကောင်ရှိနေတာကိုမြင်လိုက်ရတယ်တိချသွားကြည့်လိုက်တော့ကျတော့ခြိတိုင်းမှာခြိထားတဲ့မြင်းမတကောင်ဖြစ်နေတာကိုမြင်လိုက်ရပါကောငါကသူ့အနားကိုကတ်သွားတော့ကျတော့လန့်ပြီးတော့ဟီကနေထားအောင်ပါကောငါလည်းလှဲ့ပြေးမယ်လေလို့တော့မြေကြီးထဲမှာပုံနေတဲ့လူတယောက်ထွက်ပြေးလာတာကိုတွေ့လိုက်ရတယ်။ तू ကငါ့ကိုမေးတယ်ဘယ်ကလာတာလဲဘယ်သူလဲအဲ့ကြတော့ငါကငါရဲ့ဖြစ်ကြောင်းခွန်စင်ကိုပြလိုက်ပြီးတော့ကျတော့ तू ကငါ့ကိုတနာသွားပြီးတော့မြေအောက်ခန်းထဲကိုခေါ်သွားပြီးတော့နေစရာပေးထားပြီးတော့စားစရာလည်းကျွေးတယ်ပြီးတော့အဲ့ဒီလူကဒီကျွန်းမှာသူ့အဖြစ်တခြားလူတွေကရှိနေသေးကြောင်းသူတို့ကမီလက်ဆန်ဘရင်ကြီးရဲ့မြင်းတော်ဒိန်းတွေဖြစ်ကြောင်းပြောပြတယ်ငါတို့ကလာဆက်ရတက်တဲ့ချိန်တိုင်းဒီကျွန်းကိုလာပြီးတော့မြင်းမပြိုတွေကိုဘယ်သူမှမရှိတဲ့နေရာမှာခြိထားရတယ်ပြီးတော့ကျတော့မြေအောက်ခန်းထဲကနေပြီးတော့မှငါတို့ကစောင့်ကြည့်ရတယ်အချိန်ကျလာတာနဲ့ပင်လယ်မြင်းလားတွေကမြင်းမအနှဲ့ရပြီးတော့သူတို့သဘောကျပေါင်းတင်ကြကောပြီးတော့ပင်လယ်မြင်းတွေကမြင်းမတွေကိုခေါ်သွားကျင်ကြကောခြိတိုင်းမှာခြိထားတော့ခေါ်မရဖြစ်လာတဲ့အချိန်မှာမြင်းထီတွေကဒေါသတွေထွက်လာပြီးတော့မြင်းမတွေကိုအော်ဟစ်ကြောက်ကလှုပ်တဲ့ချိန်ငါတို့ကချောင်းကြည့်နေရနေထွက်လာပြီးတော့ညာတန်ပေးပြီးတော့ခြောက်လွတ်ကြရတယ်မြင်းထီတွေကကြောက်လန့်ပြီးတော့ပင်လယ်ထဲပြန်ပြေးကုန်ကြကောမြင်းမတွေကကိုဝင်ရှိသွားကြပြီးတော့ငါတို့တက်အရန်တံမိုးကြီးတဲ့မြင်းကလေးတွေမွေးပေးကြတယ်အဲ့ဒါမို့ပင်လယ်မြင်းရာကြီးဖြစ်တဲ့အချိန်ဒီကျုံးပေါ်မှာငါတို့ရှိနေရတာပါလို့ပြောပြတဲ့အဲ့လိုပြောနေတဲ့ချိန်မြင်းဟီးတန်ကြားလို့ပြေးထွက်သွားပြီးကြည်ရကောတခြားမြင်းထိန်တွေကလည်းပြေးထွက်လာပြီးတော့ပင်လယ်မြင်းထီတွေကိုခြောက်လွတ်ကြရတယ်ပြီးတော့ကိုမြင်းမကိုခေါ်ပြီးတော့စူရက်ကိုပြန်လာကြတော့ငါ့ကိုမြင်ပြီးဘယ်သူလဲဆိုပြီးဝိုင်းမိကြကောငါလည်းအရင်မြင်းထိန်ကိုပြောပြတယ်လို့အားလုံးကိုပြလိုက်တယ်သူတို့ကငါ့ကိုသူတို့ဘရင်နဲ့တွေ့ပြီးဘူးခေါ်သွားကြကောဘရင်ရှိတော်ရောက်တော့ကြတော့မြင်းထိန်တွေကငါအကြောင်းလျှောက်တင်တာနဲ့ဘရင်ကတနာပြီးတော့စုတို့လက်တော်တွေပေးတယ်ပြီးတော့ငါ့ကိုအကောက်ဝန်ခန့်ပြီးတော့လာသမျှတင်းမောတွေကိုစစ်ဆေးခိုင်းတယ်အဲ့ဒေတာမှာပဲနှစ်ရှီလာနေလာတော့ကြတော့ငါရဲ့ဒေတာဖြစ်တဲ့ဘတ်ဒေါ်လာမြို့ကြောင့်တတိယလာတော့တာပေါ့လာသမျှခီးသွားတွေမေးပေမဲ့ငါရဲ့မြို့ကိုမသိနေကြပါဘူးတနေ့တော့ငါလည်းပြင်းလာတာနဲ့မီလက်ဆမင်းကြီးပိုင်တဲ့ထဲကကာတိဆိုတဲ့ကျုံကိုတွားလဲကြည့်တယ်အဲ့ကျုံကအံ့ဩစရာတွေအများကြီးရှိတဲ့အတွက်နာမည်ကြီးပါတယ်ကျုံမှာနေတဲ့လူတွေကလည်းဉာဏ်ပညာရှိကြတဲ့အပြင်တီဆိုကခုံကြီးနေမှာလည်းဝါသနာပါကြတဲ့ပြီးတော့အဲ့ဒီကျုံကြီးနားမှာရှိတဲ့ငါးကြီးတွေကအတောင်နဲ့အတောင်ရှိပြီးတော့ဇီးကွက်ခေါင်းမျိုးနဲ့ငါးကြီးတွေလည်းရှိပါတဲ့အဲ့ကျုံမှာငါလက်ပတ်ကြည့်နေတော့တင်မောတကြီးရောက်လာတာနဲ့ငါရဲ့တောင်ဝန်တိုင်းကုံတွေကိုစီးရင်မရကောကုံတွေစီးရင်မနေရင်နဲ့နောက်ထပ်ချန်နေသေးလားလို့အော်မေးတဲ့အချိန်မှာတင်မောဘွားနေပြီးတော့မှကပီတန်ကရင်နစ်တယ်လို့တည်သွားတဲ့သူရဲ့ကုံတွေပဲကြံမာတော့တဲ့သူ့ရဲ့ကုံတွေကိုရောင်းပေးပြီးတော့မှဘတ်ဒေါ်လာမြို့ကိုရောက်လို့ရှိရင်ဆွေမျိုးတွေကိုရသမျှအတပြားတွေပေးရမှာပါလို့ဆိုပြီးတော့ပြန်ပြောတယ်အဲ့တော့ငါကအဲ့ရင်နစ်တယ်တဲ့သူရဲ့နာမည်ကဘယ်သူပါလဲလို့မေးကြည့်လိုက်တော့ကြတော့က
ပီတန်ကသူ့ရဲ့နာမည်ကစင်တပတ်ဖြစ်ကြောင်းပြောတော့ကြတော့ငါကအဲ့ဒီယဉ်နစ်ခဲ့တဲ့စင်တပတ်ပါလို့ပြန်ပြောလိုက်ပေမဲ့သူကလုံးဝကိုမယုံနေပါဘူးဘာလို့လဲဆိုတော့ကြတော့အဲ့တော့ကယဉ်နစ်ခဲ့တဲ့သူမှန်သမျှဘယ်သူမှအသက်ရှင်နိုင်စရာအကြောင်းမရှိဘူးဆိုတာကိုယုံနေတဲ့အတွက်ကြောင့်မို့လို့ပါငါ့ကိုတောင်မှသူကတေတဲ့သူရဲ့ပစ္စည်းကိုဟန်ဆောင်လင်ညာယူခြင်းတဲ့သူလို့ထင်နေတယ်ငါမှမနှဲကိုငါရဲ့အဖြစ်တွေကိုအစားအဆုပ်တိချရှင်းပြပြီးတော့မှငါကိုယုံဝါပြီးတော့ငါရဲ့ကုံတွေကိုပြန်ပေးခဲ့တယ်ငါလည်းငါရဲ့ကုံတွေပြန်ရလာတော့အရန်ကိုပြောသွားပြီးတော့ဘေးနနောစီကိုသွားတယ်ငါကုံပစ္စည်းတွေကတန်မိုးအကြီးဆုံးပစ္စည်းကိုဘေးမင်းကြီးကိုဆက်တာလိုက်တော့အရန်နှစ်သက်တော်မူတဲ့အတွက်ကြောင့်မို့လို့တန်ဖိုးကြီးတဲ့နန်းသုံးပစ္စည်းတွေငါကိုပြန်ပြီးတော့ချင်းမြင်လိုက်တယ်ပြီးတော့ငါကဈေးကိုသွားပြီးတော့ငါရဲ့ကုံပစ္စည်းတွေကိုရောင်းလိုက်တာအမြတ်တွေအများကြီးရခဲ့တယ်အဲ့ဒီအတပြားတွေနဲ့မီလဇန်မင်းကြီးပြည်တွေကထွက်တဲ့ထူးဘေးစံဘေးပစ္စည်းတွေရွေးဝယ်လိုက်တယ်နောက်ဘရင်ကြီးတောင်ခွင်ထောင်းပြီးတော့ဘဂရတ်မြို့ကိုကပီတယ်ရဲ့တင်မောနဲ့ပြန်လိုက်ခဲ့တယ်ပါလာတဲ့ကုံတွေရောင်းလိုက်တာထပ်ပြီးတော့အမြတ်တွေအများကြီးရခဲ့ပြန်ရောအဲ့ဒါနဲ့ငါလဲချန်နေဝဲအင်ကြီးတွေစားပြီးတော့စီးစိမ်ပြင်းနေလိုက်တာငါရဲ့ပင်ပန်းစင်းရဲခဲ့ရမှုတွေတောင်မှမိဖြစ်သွားတယ်ငါရှာခဲ့သမျှစီးစိမ်ဥစ္စာတွေကလည်းအခုထိတောင်သုံးမှုကုန်နဲ့အောင်ရှိနေစေပါပဲလို့ဆိုပြီးတော့သူ့ရဲ့ပထမပင်လယ်ခီးစီအကြောင်းညီကုန်းချိုးလိုက်ပါတော့တယ်နောက်ထပ်အခွင့်ရှိသေးလို့ရှိရင်ငါရဲ့ဒုတိယခြေပင်လယ်ခီးစီအကြောင်းကိုအတင်းဟာပြောပြချင်ပါတယ်လို့ကုန်းစင်တစ်ပတ်ကိုပြောပြလိုက်တယ်ပြီးတော့သူကတင်လာတာအရန်ပြောတာပဲလို့ပြောပြီးတော့ကုန်းစင်တစ်ပတ်ကိုစားကြရီနဲ့ထပ်ပြီးတော့အခန့်နဲ့ပြင်ငွေတင်းကားပြ100ပါပေးလိုက်ပါတဲ့အဲ့ဒါနဲ့ကုန်းစင်တစ်ပတ်တယောက်အရန်ကိုပျော်သွားပြီးတော့ကြတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတော့တယ်ဒါကတော့ပင်လယ်ခီးသွားစင်တစ်ပတ်ရဲ့ပထမချင်းပင်လယ်ခီးစီအကြောင်းလေးဖြစ်ပါတယ်